အားလုံးပဲမင်္ဂလာပါရှင်အခုကျွန်မပြထားတဲ့ဒီဆိုဖာဆက်တီကြီးကိုကျွန်မကနေပြီးတော့ထန်းတပင် VIP ရက်ကွက်မှာသွားလျှော်ပေးခဲ့တာပါကျွန်မဒီဆိုဖာဆက်တီကြီးကိုလျှော်တဲ့ချိန်မှာဆက်လုံးဝမသုံးထားပါဘူး brush နုလေးတွေကိုအသုံးပြုပြီးတော့မှကျွန်မလက်နဲ့တိုက်ပြီးတော့တစ်ဆက်လုံးကိုလျှော်ပေးထားတာပါနောက်ပြီးကြတော့ကျွန်မဒုတိယပြထားတဲ့ပုံကဒီဆိုဖာတွေကထွက်လာတဲ့အညစ်အကြေးလေးတွေကိုစုပ်ထုတ်ထားတဲ့ပုံလေးဖြစ်ပါတယ်ဒီစက်တီဆိုဖာပိုင်ရှင်မမဆိုရင်အရန်ကိုချက်တည်ရှိအလှပိုင်ရှင်ဖြစ်ပါတယ်အရန်လည်းသဘောကောင်းပါတယ်ကျမတို့ကိုဒီစက်တီဆိုဖာလျှော်တဲ့ဝန်ဆောင်ကအပြင်ကျမနဲ့အတူတူအလုပ်လုပ်တဲ့ကလေးလေးနှစ်ယောက်ကိုလည်းမုံဘိုးတွေအများကြီးပေးလိုက်ပါတယ်ကျမကိုလည်းမုံဘိုးတွေအများကြီးပေးပါတယ်ထမင်းနဲ့ကျွေးပါတယ်တခြားနေရာမှာဆိုဖာသွားလျှော်တဲ့အချိန်မောရင်စားဖို့ဆိုပြီးတော့မှမုံနေလေထည့်ပေးပါတယ်ဒါကြောင့်မမတို့ဒီနေရာနေကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်နောက်ပြီးကြတော့ဒီစက်တီဆိုဖာတစ်ဆက်လုံးကိုလျှော်ဖို့အတွက် MD Cleansing Service နေပြီးတော့ကိုလာရောက်အနံနဲ့နေပြီးတော့ထန်းတဲ့ပင် VIP ရက်ကွက်ကမမကိုထပ်ပြီးတော့ကျေးဇူးတင်ကြောင်းကျွန်မဒီဗီဒီယိုလေးကနေပြီးတော့မှပြောကြားလိုပါတယ်တကယ်လို့လူကြီးမလို့အနေနဲ့ဒီလိုစက်တီဆိုဖာဆက်လိုက်တွေကိုလျှော်မယ်ဆိုရင် MD Cleansing Service နေပြီးတော့ Viber ဖုန်း3996835686ကိုဆက်သွယ်စုံစမ်းနိုင်ကြောင်းပြောကြားလိုပါတယ်ရှင်